အားလုံးပဲမင်္ဂလာပါရှင်ဗီဒီပိုင်အသက် channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာမကြီးခင်ခင်တို့ရေးသားထားတဲ့ဇော်နီကွန်းသွေးဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပေးချင်ပါတယ်နေပူပူဘွက်တလူလူကြားမှာအညာမြေးရဲ့အသက်ရှူတန်တွေကိုကြားဘူးကြပါသလားဒီလိုရိုးရာအငွေ့သက်တွေကြားကသွေးသားရင်းချလို့နှွေးထွေတဲ့အခါတရံမှာတော့ရင်နှိဖို့ကောင်းတဲ့အညာသားတို့ရဲ့ဘဝဇာတ်ကြောင်းဇော်နီကွန်းသွေးဆိုတဲ့ဝတ္ထုလေးကိုဖတ်ပြမှာဖြစ်ပါတယ်ဒီရက်ထဲမိုးတွေတမပြီးတမရွာလွန်းလို့ထင်ပါရဲ့ရွာအနောက်ရွာမြောက်စပားကွင်းတွေမှာရေတွေဖွေးလို့ပြိုကင်းတွေမှာတော့ကောက်ပင်စိမ်းကလေးတွေတမိုက်တာတာတောင်လျှော့လျှော့နူးရီဖက်ရီစိမ်းလန်းလိုက်ပုံကအပြင်းတခွင်ကြီးတချို့စိုက်ကွက်လေခွက်တွေမှာတော့ပြိုးစီတွေချထားကြပြီတချို့လေတွေမှာတော့ပြိုးစီတွေမရောက်သေးဘူးတာကွန်းကကွန်းရီဖွမ်းခနဲ့ထွေးလိုက်ပြီးခါဆန်နေတမနက်လုံးလွတ်လွတ်နှုတ်လိုက်ရတဲ့ပြိုးပါဇက်သေးကလက်ကျန်ကွန်းဘက်ကိုကြိတ်ဝိုင်းခါကလေးဆက်ပြီးတော့ဘေးဘီကိုလန့်ကြည့်လိုက်တယ်လေပြင်းကြီးထဲမှာယောက်ျားမိန်းမမနှဲပါလူတွေကိုပြိုးကျဲသလိုကျဲထားပုံမျိုးဒီလူတွေထဲမှာခင်ရိပ်ပါမှန်းသိတော့တာကိုမမောနိုင်ဘူးဟောဒီရတရားလုံးဒီတငယ်မအလားဆုံးဖြစ်ပေမယ်လှပါတဲ့ဆိုနေမှရှပြုံးလေးနဲ့ကြည်လို့နေပြန်နဲ့ယုံမခွေမြောက်ကပင်ကပြောတတ်တယ်ယူမြောင်စိန်ဆန်းနဲ့အေးချမ်းနဲ့ဟောဒီရွာမကွယ်ရင်းနေလိုက်တာလှပုံများရင်မြေလိုက်ကချောနေတာလားကွယ်တာကုန်းကရေဒီယိုသချင်းတစ်ပုဒ်ကိုခက်ကြဲကြဲဟစ်တယ်တော်ယုံတန်ယုံအိုဆိုယုံနဲ့ကြားနိုင်မှန်တည်တာပဲပို့သေးကြအောင်ဟစ်ဆိုလိုက်တာပါခင်ရိတ်ကြဖို့လိုတာလေခင်ရိတ်ကလည်းတာကွန်းတချင်းကသူ့ကိုစောင်းမှန်တည်တယ်တီလို့လည်းမကြည့်မအောင်နေတဲ့ကြားကညကြီးကခါလန့်တို့တယ်ညကြီးမျက်နာကချင်ဖြုံဖြုံနေလူမမောရတဲ့ကြားတဲ့တော့ဆိုတဲ့မျက်နာနဲ့ညကြီးကိုမျက်စောင်းထိုးလိုက်တယ်ဘာတော့ညီမြော့များတွေ့ရောလားအမှန်တော့ခင်ရုပ်တူရွာလေးတွေမှာမြို့မဘောပါဘူးရွေးမြို့ဆိုတာကြီးတွေတော့ရှိတယ်။အိုးအောက်လေးတွေဘက်မှာတော့မြို့ဘောတွေကြားဘူးပါရဲ့။ညကြီးမျက်နှာမချိုမချင်းကိုမကြိုက်လို့အငိုတူးလိုက်တာပါ။ညကြီးကတာကုန်းဘက်လန့်ကြည့်ပြီးမှပြန်ပြောတယ်။မြို့ထက်ဆိုတာပေါ့အေး။တာကုန်းကတွေ့မိရင်ဆေးရွက်ကြီးရေးဖြော်တိုက်လို့တောင်ကြွာကြမယ်ဟာမဟုတ်ဘူး။တမနက်လုံးပြိုးနှုတ်ပြိုးစည်းပြိုးတွေတဘိုးရှိုထမ်းရတာမမောတဲ့အတိုင်းပဲတချင်းတောင်ဟစ်လိုက်သေးတာကုန်းကိုညီးတနာနေလဲယူလိုက်ပါလားဟဲ့ဘာလို့ငါလာပြောနေတာတော့ငါမကြိုက်လို့ပေါ့အေးနို့မို့လားတာကုန်းရင်အုပ်ကြီးတောင်ထုလိုက်ချင်သေးသွားထုကြည့်ပါလားဟိုမဲ့ဒိုးဘက်ကိုကြည့်နေတာတာကုန်းများတော့မျက်နှာဘိုးမသေးတာကိုမကြိုက်တလောက်ဘလို့ရည်စံမှမသိဘူးညကြီးကတော့မချိုမချင်ပါပဲခင်ရိတ်ကပါဇက်ကတတွတ်ပြောဆိုနေတော့အတန်တိတ်သွားလို့မတိမတာလန့်ကြည့်တော့ပြိုးစည်းကြီးတဘိုးရှို့ထမ်းသွားလို့လင်းနှက်ကွက်ကြောကြောတောင်ရောက်နေပါပြီ။ဒါကုန်းကခင်ရိတ်ကိုတရိုးတရီလောက်တယ်ဆိုတာလေအဲ့ဒီလောက်ပါ။တရားသူတရားရဲသားချင်းဒီချက်လဲပိုမကွန်ဘူး။ဒါကုန်းနဲ့ခင်ရိတ်ကကုံယိုမေးကုံယိုကြီးတွေအသက်ချင်းကလည်းမတိန်တရင်ရဲ့ရွာเจ้าမှာတော့ကကျောင်းတက်ဖက်တွေလေကုံယိုရွာမှာရွာဘေးကကက်စီနေတဲ့ဆယ်တော်ချောင်းကြီးရှိတယ်။ဒီချောင်းမကြီးနဲ့ကုန်းရိုးရွာကြားမှာရေကန်ကြီးတကန်လည်းရှိတယ်။လူသုံးနဲ့ရေကန်တော့မဟုတ်ပါဘူး။ချောင်းရေရှမ်းတဲ့ခါမှာကုန်းချင်းကုန်းကြိုင်တဲ့ရေဝင်ရာကကင်ဖြစ်နေတာပါ။နွားရီတောက်ကန်ကျွဲရီစိန်ကန်ပါ။ကြာရီကတော့အပြည့်ရှိတယ်။တာကွန်းကကျောင်းကလေးကကြာပန်းတွေစင်စင်ခုပြီးခင်ရိတ်ကိုပေးနေကြ။ကလေးတွေဆိုတော့ခူးလာတဲ့ကြပန်းကြုံရမင်းကလေးပေးကြတာတဘာဝပဲမဲ့တာကွန်းကတခြားလူမပေးဘူးခင်ရိတ်ကိုပဲပေးတယ်ခင်ရိတ်ကလည်းကြပန်းများတော့ကြိုက်တကူကန်တဲ့ကိုယ်တိုင်စင်းခူဝင်တာမဟုတ်တော့တာကွန်းပေးတာဝမ်းသာအားရယူတာပါပဲတာကွန်းကန်ကြီးထဲမှာကြားတွေဝိနေပြီဟာနေမခူးဘူးလားငါတော့ဘာခူးစရာလိုတော့နေလိုချင်ရင်ခူးဖို့ရှိတာပဲလိုချင်တယ်တခါတော့တာကွန်းကြာကန်ထဲမှာကြာခူးရင်ရေနေဖူးတယ်ကန်တီလို့မသေးခဲ့တာပါနွားထုံပြန်လာတဲ့ရွာသားတယောက်ကကဲလိုက်လိုတာပေါ့ဒါပေမဲ့တာကွန်းမမတ်ဘူးခ
ူးတာပါပဲဒီလိုကြီးပြင်းလာကြတဲ့ငယ်တငယ်ချင်းတွေပေမဲ့၄ တန်းနှစ်ရောက်တော့ခင်ရိပ်မိဘတွေကကြောင်းနှုတ်လိုက်ကြတယ်ဒါကလည်းရွာထုံးစံလိုဖြစ်နေတာမဟုတ်လားသမီးမိန်းကလေးသေးစားရှင်စားတက်ပြီဆိုတာနဲ့ကြောင်းကနှုတ်ကြတာများတယ်၄ တန်းအောင်လို့ကြောင်းဆက်တရအောင်ကလည်းစေတော်ချောင်းတာရိုးပေါင်ကြီးအတိုင်းအလေတန်းကြောင်းရှိတဲ့ရွာကိုရောက်အောင်တော်တော်သွားရတာဆိုတော့တော်ယုံမင်းကလေးက၄ တန်းမှာအနားလုံးကြတာပဲ၄ တန်းကထွက်မအေးမီးဖို့ကြောင့်ဝင်လဲတဲ့ထမင်းဖို့ပေါ့ကောက်ဆိုင်လိုက်နိုင်တဲ့အရွယ်ရောက်တော့ကောက်ဆိုင်လဲသမားသားသမီးဆိုတော့ရေခက်မောင်းထောင်းစပားရိတ်နှံ့ရိတ်ကလည်းမလွတ်ဘူးဒီလိုနဲ့လှုပ်ရင်းကရင်သွားရင်လာရင်ထမ်းမင်းများလို့ကြေးမီလက်မျောစင်ကြီးပေါ်အရွယ်ကရီရပင်ထွက်ဖြစ်လာရတာပဲရွာမိန်းကလေးတယောက်ရွာတဲ့ရက်ထဲဒီလိုပဲလူမသိသူမသိကြီးပြင်းကြရတာသူကိုဘာမှစမ်းလာတာမဟုတ်ပါဘူးဒါပေမဲ့ตาကုန်းအဖို့ရတော့စမ်းနေตาကုန်းမှာခင်ရိပ်ကိုမမြင်ရတဲ့နေ့မရှိဘူးလို့တောင်ပြောမယ်ဆိုရင်ပြောနိုင်ပါရဲ့ပြောရရင်ခင်ရိပ်မိဘများကตาကုန်းမိဘများထက်တောင်တာကြတယ်ခင်ရိပ်မိဘများအလုံးမနိုင်ရင်ตาကုန်းကိုအလုတ်ကူခေါ်ကြတာလည်းရှိတယ်သူရင်းငားရဲလို့တော့မဟုတ်ပါဘူးအလုတ်ကူဆိုတာနိုင်တယ်လို့ဝင်ယုံပေးတာလောက်ပါကောက်ရိုးစင်းရင်မျက်စင်းရင်လာခဲ့ပါအောင်ဆိုရင်ထသွားလိုက်တာပါပဲတခါခင်ရိပ်လာခေါ်တာဆိုတော့ตาကုန်းကတဖြီးကြီးနဲ့အေးလာခဲ့မယ်ခင်ရိပ်ရေလို့အာမဘန်းနေခံလိုက်တာကြီးပဲရောက်လဲရောက်တယ်လှုပ်လဲပေးတယ်တခါတလေခင်ရိပ်တို့အိမ်မှာထမင်းစားတာတောင်ရှိသေးတော့ခင်ရိပ်ကပဲခူးခတ်ကြွေးရတာများတယ်ตาကုန်းကလူရိပ်ကလေးမမြင်ရင်စကားထဲတော့တာပါဒီဟင်းမျိုးတစ်သက်လုံးစားရလို့ကတော့အသက်ကလေးရဲ့ရှည်သေးလို့မန်းတောင်ရိတ်ခိုစရာတောင်လိုမယ်မထင်ပါဘူးဗျာရှည်လိုက်မဲ့အသက်ဂရင်းများမတိနိုင်ဘူးအဲ့ဒါဆိုဒွေးလေးစိန်တို့အိမ်သာလိုက်နေတော့ဟင်းတွေကဒွေးလေးစိန်လာချက်ပေးသွားတာနင်းချက်တာမဟုတ်ဘူးပေါ့ဟုတ်ပေါင်းငါထင်တာဟင်းတွေကမနူးမနက်နဲ့တပတ်စုထင်ပါရဲ့လို့ဒီလိုဆိုတော့လေခင်ရိတ်ကရဲနေတတ်တယ်ဒွေးလေးစိန်ဆိုတာကခင်ရိတ်တို့နဲ့ဆွေရိတ်မျိုးရိတ်မကင်းဘူးခင်ရိတ်တို့အိမ်မှာပဲလှုပ်စားလောက်ကင်ပြီးတတ်တယ်တခါတလေตาကုန်းကိုလာခေါ်ရင်ตาကုန်းကခင်ရိတ်ရေကန်ထဲမှာကြာတွေပွင့်နေလိုက်တာမြေမကောင်းဘူးလို့စကားခေါ်တတ်တယ်နင်လိုချင်သလားပေါ့လိုချင်မောင်ငါကလေးမဟုတ်တော့ဘူးကလေးမဟုတ်တော့လို့ခူးပေးချင်တာပေါ့ဟာခပ်ပါဟာตาကုန်းကတော့ဒီထက်လည်းမပိုဝင်းပါဘူးတို့သူတောင်းသားဆိုတော့တစ်ဖက်မိန်းကလေးထိခိုက်မဲ့စကားရှောင်တာလဲပါတယ်လို့ခင်ရိတ်ကိုလန့်တာလဲပါတယ်ကျောင်းတုံးကတော့ထိတ်ပုတ်ခေါင်းပုတ်ဖန်ကုံတွထိုးရှက်ထိုးဇဲခုတ်ကလေးတဘာဝကစားခဲ့ကြတာပါခင်ရိတ်ကတီးစားခြင်းလားဆိုတီးခင်ရိတ်ကရီးလဲတို့စီယိုကခက်တာပန်းလိုချင်နေဆိုခက်တာပန်းကိုตาကုန်းကခင်ရိတ်ပေါ်မှာငယ်တဲကကောင်းရှာတာလဲမှန်ပါရဲ့အနွန်တာခံအစည်းဘိုးခံခဲ့တာလဲမှန်ပါရဲ့ဒါပေမဲ့ခင်ရိတ်ကဒီညောင်ကိုင်းချိုးလို့ရွှေအိုးရအောင်မယ်ဆိုတော့ตาကုန်းကိုမျက်နှာသာမပေးခဲ့ဘူးချီလို့လည်းမမြဲဆွဲလို့လည်းမပါစဉ်းစားလို့ကိုမရခဲ့တာမဟုတ်လားမိုးဖြောက်ကဲနေလေရွာမြောက်ကလေးမှာထမင်းရယ်စာပေါ်လာပါပဲလာပြန်တော့ခါဟင်းပလာကြီးအာရွက်ပြုတ်ငပီမီမာဖုတ်ငရုတ်မပါမဆက်တာအမမသိတလေလေတကြီးမောင်တို့ရေကသင်းမေးထမင်းစားရတဲ့အရာကအိမ်မှာစားရတာနဲ့မတူဘူးမောကလည်းမောစားကလည်းစားဆိုတော့အင်မတန်ဂရင်းမိန်ရတာမျိုးပါမိုးကလေးဖြောက်မှာထမင်းနောင်ဟင်းနောင်တွေကခူးစာထမင်းကအငွေတွေထောင်းဆိုတော့ဝမ်းကိုလိုက်ပြီးဟာလာအောင်စားတတ်တယ်လေရှင်ကတဲဟင်းတစ်ခွက်အိုးကြီးနဲ့ရွက်လာပို့ထားတာတော့ရှိပါရဲ့အငံဘက်အဆက်ဖက်ကလေးတော့အိမ်ငါထုတ်ခဲ့ကြတာများတယ်တန်ကြီးတုတ်ပကံပါပေမဲ့ဒီပကံနဲ့စားကြတာမဟုတ်ဘူးအဲ့ဒါကခက်ပကံမှာထမင်းတောင်းတွေကိုတန်ကြွေတုတ်ပကံနဲ့ဇောင်းထိုးနစ်လိုက်ပြီးပါလာသမျှထမင်းလက်ထိုးခံရတဲ့ဇောက်စလုံးကြီးတွေထည့်ပေးလိုက်တာပဲတော်ယုံမျိုးသားဘဲကုံမာတော့တောသူတောင်းသားများတော့ထမင်းစားမကောင်းမှုဆိုတာတောင်တစလေချက်တော့နမ်းမကပ်ဘူးခင်ရိတ်ညီတို့အိမ်ကငစင်ရိုင်းချက်ကလေးကောင်းလိုက်တာမွေးချက်တော့ငါတို့ဟင်းလေစားပါရော့ပဲငပိချက်
လေကစင်းပြေးမှာထမင်းစားနေကြတဲ့ကောက်ဆိုင်သမားတွေကကြီး20အစိတ်လောက်ရှိမယ်4-5ယောက်တအုပ်ခေါင်းမဖော်တန်းစားနေကြတာများငှက်ထမင်းလုံးကောက်စရာမကြံဘူးဟင်းတွေကတော့စုံပတိုးထမင်းတိုးဟင်းမှတိုးသူတောင်သားတွေတင်းတိမ်ကြတာမဟုတ်လားခတ်တုတ်တုတ်စားကြဟဲ့ငါပြင်ဟော့ဒီတိမ်ငယ်ကြီးရွာလိုက်မယ်ထင်တာပဲဒီနေ့မိုးကောင်းချက်အေးငါတသက်မကြုံဘူးမသေးတွေကကောင်းကင်ကိုမော့ကြည့်ရင်လောစော်လိုက်တော့အားလုံးကလိုက်ကြည့်ကြတယ်ဟုတ်ပါရဲ့တိမ်ဘုတ်တွေမဲလို့ဒီနေ့မိုးကောင်းတော့ရွာကဝမ်းသာကြတယ်အညာရွာစေတော်ချောင်းရေတောက်လေဆိုပေသည့်မိုးတော်မျောကြရတာပဲလေရီရောမိုးရီရောရလိုက်တော့တကားပေါ်တကြားဖြူပေါ်လေညီတို့အပြူတွေဒီနှစ်လေရီကောင်းရင်လေယူကြတနေ့ဆိုတနေ့အေးနောက်မကြစီကြနဲ့ကလေးမအေးမအေးလာကအပြူတွေထမင်းစားတဲ့ဘက်လှဲ့အော်တော့အပြူတွေပွဲကြသွားကြတယ်ညကြီးကပြုံးနေခရိတ်ကထမင်းစားရင်တန်လန့်ဆိုတော့စကားတွေစိတ်မရောက်နိုင်သေးဘူးမအေးလာရဲ့လင်းယူနဲ့လွယ်မတ်လို့နှော့ရေးခင်ရဲ့ငါဖယ်သိပါမလဲဤငါမှလီမရဘူးတာသဘောပြောတာပါအေးညီးနဲ့လင်းယူတယ်ဆိုတာသမုံးဥကြွေဥများလို့တူးလို့ရတာမှမဟုတ်တာကိုကြိုက်သူရှိလို့ကတော့အကြောင်းလားညကြီးကตาကွန်းနဲ့စကြင်လို့စကားဖန်နေတာပါဒါကိုတခြားလေသူမတွေကလည်းတီးကြတယ်ตาကွန်းနဲ့စရင်ခင်ရိတ်မကြိုက်မှန်းတီးကြတော့စကားအဝင်စောင့်နေကြတာတကွင်းလုံးထမင်းစားနေကြပေမဲ့ตาကွန်းကမစားနိုင်သေးဘူးပြိုးစည်းတွေနဲ့အလုရှုံနေတော့တခါဆိုလိုက်တဲ့တချင်းတန်တောင်ထမင်းဝိုင်းစီရောက်လာတတ်သေးတကူตาကွန်းရတဲ့မိမတော့စိတ်ချမ်းသာမှာပဲကြည်ပါလားခုထိမနာသေးဘူးအလုံများတော့လက်ကြောတင်းမှတော့ခတ်တာကမိန်းမတွေကตาကွန်းလိုလူတော့မကြိုက်ကြဘူးအေးရဲ့တမျိုးသားမှအဟုတ်ထင်ကြတာဒီစကားကခင်ရိတ်နာတဲ့ရောက်သွားတယ်တမျိုးသားဆိုတာရွာကြီးမှနေတဲ့ကျမ်းမာရေးမှုဆရာလေးကိုပြောတာမဟုတ်လားခင်ရိတ်တို့ရွာဒီမှာတော့ကျမ်းမာရေးမှုလေးဆရာဝန်ဆိုတော့ရွာကမိန်းကလေးတွေကအထင်ကြီးကြတယ်ဆရာလေးနဲ့ခင်ရတာအရေးတယူရှိရတာလေတကိုင်းကိုခင်ရိတ်တို့အိမ်ကိုလည်းရောက်လာတက်သားပဲကျမ်းမာရေးမှုကလေကိုမြဖေးတဲ့ရွာကတော့ဆရာလေးခေါ်ကြတာပါပဲလူကရှိုးကြနေတတ်တာရောစကားအပြောဆိုညင်တာတာရောဘသူအိမ်မှာပဲဖြစ်ဖြစ်ဝေဟဲထွက်ဟဲစားဟဲတောက်ဟဲရှိတာရောဆိုတော့ရွာကခင်ကြတယ်တခြားရွာအပြိုတွေလိုပါပဲခင်ရိတ်လည်းဆရာလေးကိုခင်ချင်းမင်းချင်းအယောဝင်ချင်းတာပေါ့မနေ့ကတောင်မြို့ကပြန်လာလို့တဲ့ကိုနင်းစီရင်နိုးလေးတွေရွာတဲ့ဝေသေးတာမဟုတ်လားခင်ရိတ်တောင်တစ်ခုရလိုက်သေးတယ်အဖိုးတော်မတန်ပါဘူးမခင်ရိတ်ရဲ့မြို့ရောက်တော့ရွာကနှမများအတွက်ဝေလာတာဟိုဘက်ရွာတွေလည်းပေးခဲ့သေးတယ်ဆီယာမမတ်တီတာကိုလည်းပေးရအောင်မယ်မတ်တီတာဆိုတာခင်ရိတ်တို့ရွာအကြောင်းကကျောင်းဆီယာမလေးပါဆရာလေးကဆီယာမမတ်တီတာဒီကိုလည်းမကြာခဏဝင်လေတတ်တာခင်ရိတ်တည်တယ်ဆီယာမမတ်တီတာကိုလည်းခင်ရိတ်တို့တွေအားလုံးကချစ်ကြခင်ကြတာပါပဲဆရာလေးကဒီနားကရွာတွေကိုစေးလေကူတာဆိုတော့ခင်ရိတ်ချက်ချောတဲ့မိန်းကလေးတွေဝိုင်းနေမှာပါလို့လဲတွေးမိတယ်ခင်ရိတ်ဘာချက်တုံးဟာငါ့ဘုံများချမ်းမအောင်ထိုင်နေတဲ့မိန်းမတွေပေါ်မိုးကြည့်နေတဲ့တာကွန်းကခင်ရိတ်ကိုမေးလိုက်တာပါခင်ရိတ်တောင်အတိုးဝင်နေရကတာကွန်းအတန်ကြီးကြောင့်လန့်သွားမိသေးတော့ခင်ရိတ်တို့အားလုံးထမင်းစားပြီးကြပါပြီမြေဆူဆူဘွက်ဆူဆူမှထိုင်ကြရင်တယောက်ကောင်းတယောက်တန်းရှာသူကရှာကြလို့ရင်နွေးချမ်းပူပူလောင်လောင်ကိုရေးစားပြောင်းတဖူးဖူးမှုတ်တောက်သူကတောက်ကြလို့ခင်ရိတ်ဟောဗျာခေါ်နေတာကိုဘာတော့ပြောကြရှိတာပြောလေဘဲနေကြောင်များတွန်းခေါ်နေတာပါလေတိုင်ပြောဘာတော့ဘာချက်တုံမေးတာပါဟာငါဖြင့်ထမင်းမစားရသေးပါဟာလေရှင်မျက်နှာလုံနေတာကိုဘယ်စားရပါမလဲလေရှင်သမီးခင်တောက်မျက်နှာနဲ့ပူကြီးပန်းကြီးလုံနေတာမစားရငတ်ပေါ့ဟာခင်ရိတ်မကြားတာဟာပောက်ကရည်ခင်ရိတ်နဲ့တာကွန်းကအဲ့ဒီလိုတွေ့တိုင်းတစ်ချက်အော်နေကြတာကွန်းကလည်းမထိတထိစားတယ်ခင်ရိတ်ကလည်းမခံဘူးရွာကတော့ခင်ရိတ်ကိုတာကွန်းကြိုင်နေမှန်းသိကြတယ်သဘောလဲတူကြတယ်
ကိုတော်သူတောင်းသားချင်းဆိုတော့သားရဲနားရဲစီးတယ်ဘိုးတယ်မရှိကြပါဘူးမိဘချင်းသဘောတူလို့လူငယ်ချင်းမေတ္တာရှိကြလို့ကတော့ပေးစားကြတာများတယ်ယူကြတာများတယ်အခုကခင်ရိတ်ကိုကတာကုန်းကိုမေတ္တာမရှိတာဆိုတော့မလော်ဝင်းကြဘူးတာကုန်းကမိမ့်မအုပ်ဘေးမှာငုတ်တုတ်ဝင်ထိုင်နေလက်ဖက်ရည်ကျန်းတစ်ခက်ကိုယူတောက်တယ်လက်မကရှွန့်နေနေမအေးလားကသမင်းနောင်ထဲကသမင်းခူပြီးတာကုန်းကိုပေးတယ်ဟင်းတွေကတော့ပုံထည့်ပေးလိုက်တာပါတကယ်ကတာကုန်းအတွက်လေရှင်ကသမင်းပို့ပါတယ်တာကုန်းကမစားသေးပဲခင်ရိတ်ကိုလာစားရင်ကြုံရဝင်စားလိုက်တဲ့သဘောပါမအေးလားကမေးတယ်လေရှင်ကဘာချက်တဲ့တုံးကကရငပိကောင်ထင်ပါရဲ့သတင်းမင်းမှဒီအတိုင်းပဲတယောက်တည်းစားရတာသမင်းမမိန်ပေါင်ဗျာမမိန်ရင်တို့နဲ့လာစားဖို့ဟဲ့ခင်ရိတ်လည်းရှိသားပဲခင်ရိတ်ကဒီစကားကြတော့ဇက်ဇက်ပန်းအောင်ဝင်ငေါက်တယ်အမလင်းလေးခင်ရိတ်နေမဆိုင်လိုက်တာမှမစီလေးရတဲ့မှအိုမဆိုင်နှွေခေါင်ခေါင်ကြီးဘူးပင်မှာခရမ်းဝင်လို့သိခင်ရိတ်ရဲ့ထူပါယုံထီတော်ဗျာနှံပြီးစုပ်ဝင်လို့နားဆိုသလိုငါနှမများနဲ့စားရတော့သမင်းပိုဝင်နဲ့ပြောတာပါဟာဒါတက်ခင်ရိတ်ညီတို့အိမ်ကဇော်နီကွန်းသွေးကြီးနေကောင်းသွားပါလားဇော်နီကွန်းသွေးဆိုတာခင်ရိတ်တို့အိမ်ကနွားကြီးကိုပြောတာပါအယောင်နဲ့ပြောလိုက်ရင်တိကြတာကိုခင်ရိတ်ကမဖြေဘူးတာကုန်းကအမြဲတမ်းပါလီယာဆိုတာသူအသိငငယ်ကလူကောင်းကြီးထွားလွန်လို့ကျောင်းမှာဆရာကအတန်းအရင်အင်ပဒံပါဝါပြတာခင်ရိတ်မမိတယ်ဆရာကမြို့သွားစရာရှိရင်တာကွန်းအတန်းထိန်းထားစံအထားခဲ့ရင်တာကွန်းကချက်ချင်းကျောင်းဆရာကြိုက်ဖမ်းတော့တာမဟုတ်လားပေတံတစ်ချောင်းကန်ပြီးတရန်းလုံးလိုက်ကြည့်တော့တာပဲစကားပြောလို့ကစားတော့ကစားလို့အခုလဲဒါမျိုးပဲနွားနေကောင်းသလားမိတာအကောင်းမဟုတ်ဘူးမကောင်းဘူးပြောရင်သူအိမ်ရောက်လာမယ်အဖေကိုပြောပြီးသူ့ခုပေးမယ်ဆိုမယ်နေတိုင်းနွားစည်းတွေနဲ့ရောက်လာမယ်ဒါမျိုးတွေရိုးနေပေါ့ဆရာလေးသွားပင်ထားတယ်ဆရာလေးလောက်ဘသူကစွမ်းမာတဲ့တုံးတာကုန်းကထမင်းလုပ်ကြီးပါဇက်ထဲတွင်ကနေခင်ရိတ်ကိုကြည့်တယ်ဆရာလေးကလူကူတာပါဟာနွားကြောင်တော့မတိလောက်ပါဘူးဆရာလေးကိုယ်တိုင်လည်းပြောဘူးတာပဲဦးညီတို့တွေအဲ့ဒါခက်တာကိုရိုးရစေးကြတော့အထင်သေးတယ်လို့စေးပဲမစွမ်းတယ်လို့နဲ့အိုးဆရာလေးကလူတောင်ကုနိုင်သေးတာနွားလိုက်တော့စပြော့ပေါ့အေးတော့ကြစပြော့ကစမြော့ဖြစ်မှာဆိုတာဗျာကျွဲနဲ့နွားနဲ့လောက်ကင်စားနေကြမှာတော့ကျွဲကြောင်နွားကြောင်အကဲခက်တတ်ရမှာပေါ့တို့ရွာကလူတွေအသိအရင်လိုတာများလေသူမတွေကတော့ဒါကွန်းနဲ့ခင်ရိတ်တယောက်တစ်ခွန်းစကားများနေကြတာကိုပဲသဘောကျနေကြတာပါမိုးတွေညို့လာပြန်ပြီလေစင်းချိန်ရောက်ပြန်တော့တုတ်ခနဲ့ထရက်ကြရပြန်တယ်ခင်ရိတ်တို့တွေထသွားပေမဲ့ဒါကွန်းမထသေးဘူးခင်ရိတ်နောက်ကျောကိုကြည့်ရင်ပြုံးကြံရစ်တယ်မအေးလာကသူတို့နှစ်ယောက်ကိုတချင်းဆောင်ဆူလိုက်တယ်ကွင်းလုံးကြားဆူလိုက်တာပါအမေရဲ့ဟိုလူကြီးကနန်းနေနန်းတာများနာလို့လာဟဲ့ဘိုင်းတာမိုင်နန်းနာတော့မနာဘူးပေါ့နှကန်းမွေးကစူးတဲ့မုတ်စိန်မွေးကရတဲ့အာလာလာအိုးအမေဘလို့ကြီးခင်ရိတ်ကသူ့ဆောင်ဆိုမှန်းသိတော့မအေးလာကြောကိုအုံခနဲ့ထူတယ်လေသူမတွေရတန်းကြောင့်ရွာတော့မေမိုးတောင်တန့်သွားလေခင်ရိတ်ချင်းတဲ့အတိုင်းပဲညနေဘက်လေပြန်ချိန်လောက်တာကွန်းရောက်လာပါကောလားခင်ရိတ်အဖေကတော့တာကွန်းရောက်လာတာကိုဘယင်ခံရောက်လာတဲ့အတိုင်းပဲတာကွန်းကအတုံးတဲတယ်လို့လဲပြောနေကြကိုတာကွန်းကဖင်ပေါ်တော့နီးကလေးတုတ်ခဲ့ပါအောင်နွားချေကလေးသိမ့်ခဲ့ပါအောင်နွားစားကလေးကျွေးခဲ့ပါအောင်ဘယ်နာကပစ္စည်းဟိုနှရွှေ့ခဲ့ပါအောင်ငါစအားကိုရတာကိုတွက်လိုက်တာလည်းမပြောနဲ့ဖြိုးဖြိုးဖြက်ဖြက်သိတ်ရှိတာမောင်ရိုးလေးဆိုတာနဲ့ဝိဆိုတဲ့လူမျိုးဘာကြီးတဲ့နွားကဘာဖြစ်တာတော့ခင်ရိတ်မေးတော့လေစကားကောင်းမပြောဘူးဆရာလေးနဲ့ကုမလို့ပြောနေလို့ကျုပ်တို့ရိုးရာနွားစည်းတွေကောင်းချက်ဗျာခင်ရိတ်ကိုဝေမြူပါနဲ့တာကွန်းရမင်းနှမကကလေးစိတ်မကုံသေးဘူးရေဆရာလေးပြမယ်ရေဘာရေဟုတ်ပေါင်ကွာမင်းကြည်စမ်းဘာဖြစ်တုံးလို့တာကွန်းကဇော်နီကွန်းသွေးကြီးချီထားတဲ့နွားချီတိုင်းကြီးသွားပြီးငုတ်တုတ်ထိုင်ကြည့်တယ်တော်သူတောင်သားများထုံစံနွားတကောင်ကိုရေစုံရေပြားကြည့်တော့တာပါအမွေးအယောင်ကြည့်တယ်ဝေအင်္ဂါကိုကြည့်တယ်ရိုးလက္ခဏာကိုကြည့်တယ်မျက်စိအသားရည်
အမိခွာသွားကအစအကျင့်လက္ခဏာတွေကုံအောင်ကြည့်ကြတာတဘာဝပါနွားကြီးကနွားမျိုးကောင်းလဲမှာဘွေထိုးနေတဲ့နွားမကောင်းရှိပါမလားကြာလဲရှေ့ရောက်တယ်ရောဝေနူကလည်းကောင်းလာသလိုနရွက်တို့ခွာရှည်တဲ့ကနွားမျိုးလဲဘင်းကလေးရှည်နေတာတော့ဒါကွန်းမကြိုက်ဘူးမွေချမ်းမီရှည်ခေါင်းတိုနံချက်မြက်ကွင်းလေကြသွားကြရည်ဆိုတဲ့ကြံအင်ဆိုတွေတင်းထားတော့ရိုးရိုးရိပ်ရိပ်တောင်မပါဘူးဘာကြီးတင်နွားကဂျိုးတစ်ပတ်ကြားကထိတ်ကွင်းကြီးကျဲလိုက်တာချစ်စုံလဲကျဲတာပဲရင်စုံကလည်းရောင်ရောင်ချင်းလို့သာနိုးမို့လက်ခမောင်းသာခတ်တော့ချစ်စုံကျဲတယ်ဆိုတာတင်မစုံကျဲတာကိုပြောတာပါဒါကွန်းကနွားဆိုလို့ကတော့ဝါသနာပါပြီးသားနွားကလေးမွေးပါပြီဖွားကြဘွားတွေကလိုက်ကြည့်တတ်တယ်ဖွားကြအရွယ်ကမှအင်းဘက်လက်ဖြန်းနွားပေါက်နမရန်နဖားထိုးတင်းချင်းနသိုးနပိုက်အထိတာကွန်းမှန်ရင်လွယ်ခဲ့တယ်တင်းပြီးသားနွားအခါလှည့်ပြန်ရင်ညက်ခေါ်ကြတာတချို့ကနွားနို့ခွဲကာစားနွားပေါက်ကို2 နှစ်မပြည့်ခင်ပိုက်ကြတော့လီတာပေါ့ဒီထက်လွန်မှပိုက်ပြန်တော့ရှူးသွားတတ်တယ်ဖင်ရှူးကောင်းရှူးဘိုက်အိုးကြီးကားကြောဘာကြီးတင်ဇော်နီကွန်းသွေးလိုကောင်များလဲတက်လိုက်ရလူကတော့သေအောင်ပြေးပေါ်ဗျာဒါမျိုးများဆိုခင်ရိပ်အဖေကသဘောကျလို့မဆုံးတော့ဘူးတာကွန်းကြည်စမ်းမအောင်ကွာဝဲတာမကြသေးပေါင်ကွာမရယာဘက်ကငဆောင်နွားလာပြလို့ယူထားလိုက်တာနွားလာပြတိုင်းမယူနေဘာကြီးတင်ရနွားပွဲစားများနွားဆိုးနွားကောင်းလှုပ်ပြောကြတာနွားကောင်းများဟာခေါင်းမော်လဲမော်ရှိရတယ်လဘိုးမြောက်ရတယ်မြင်းရင်မောက်ရတယ်လဲတင်မဲ့နွားများသွားရင်နဲ့ထိုင်ချတာတောင်ရှိသေးတာနွားဘလူးခေါ်တယ်ဟော့ဒီမဲ့ကြည့်တာကွန်းကနွားမီးကိုသွားမာတယ်အမီးကိုထုံးပြတယ်အမီးမှာမီးသွဲတဲ့တန်ကွင်းစွတ်တဲ့ကြက်ဆူးတဲ့တိုးမီထိုးတမျက်လဲတရက်ကင်းတဲ့ဟော်ဒီလိုမီးလုံးတေးတေးတဲ့ဆင်းသွားရင်ကောင်းပြီမှတ်တော့ဒီကောင်တစ်ချက်ညံ့တာကနွားမီးကိုပေါင်းနှလုံးကြားတစ်ခါထိုးခြင်းနဲ့တိုးမီထိုးတဲ့ခေါ်တာပေါ့ဒီတစ်ချက်ကိုမကြိုက်တာခင်ရိတ်ကတော့သူ့ဖေနဲ့သားကွန်းဒီလိုများနွားစကားပြောနေရရင်နေကုံဓမန်းလေးသိပါရဲ့သားကွန်းကနွားအကြောင်းနားလေသူဆိုတော့သားကွန်းရှိရင်နွားဝယ်မမနိုင်ဘူးလို့လဲတွက်နေပုံရတယ်နွားဆိုတာကအဝယ်မရင်နွားတက်တက်အိမ်မှာအဖက်တင်နေတတ်တာမဟုတ်လားအခုဘာကြီးတင်နွားကမေ့နေတာပါအခိုးငုံနေတာထင်ပါရဲ့နေပူတဲ့အခိုင်းနာမိသွားတော့လားဗျာလွယ်ပါဒါမျိုးတော့ကျုပ်တို့ရိုးရာစေးကောင်းလွန်းလို့မှလူတွေရိုးရာစေးအထင်သေးတယ်လွန်းလို့ဒီစကားကခင်ရိတ်ကိုစောင်းပြောနေတာခင်ရိတ်တည်သားပဲဒါကွန်းကိုမျက်စောင်းတစ်ချက်လန့်ထိုးလိုက်တယ်ဒါမျိုးကိုမကြိုက်တာဒါကွန်းကခင်ရိတ်ကိုလန့်ခေါ်လိုက်တယ်အယုတ်ကောင်းတစ်စုပ်ရင်းတက်တက်စားတစ်စုပ်နဲ့ကျွန်းသားမီးသွေးရောအထောင်ခိုင်းတယ်ဒါကွန်းမျက်နှာကတကယ်ဆေးစရာကြီးပုံမျက်နှာကြီးချီလိုက်လို့အမြင်ကက်လိုက်ပုံများတော့ခင်ရိတ်ထောင်းပြီးသားတတ်ထုကြီးကိုပစိုးစုံနဲ့အည်စစ်ပြီးခွက်နဲ့ခံတယ်လက်ကလေးနဲ့တို့ပြီးနွားကိုမျက်စင်းခတ်တော်တာပဲနွားကဆက်လွန်းလို့ဘူးခနဲ့អော်လိုက်တော့ခင်ရိတ်ဖေကနွားကြောကိုတက်ပေးတယ်ခင်ရိတ်ဒီနာတော့ရှိမယ်မထင်ဘူးလေဆက်မှာပေါက်တဲ့ကျွန်းပေါင်းရွက်နဲ့နမြေရင်းရွက်ရသလောက်ခူးကြည့်စမ်းညက်အောင်ထောင်းတိုက်လိုက်ရင်ငါကောင်ရန်တောင်ထတွေးလိုက်အောင်မယ်ခင်ရိတ်ကအောင်တက်ဖြစ်သွားတယ်ရန်ထတွေးနိုင်နေဆိုတာသူ့ကိုစောင်းပြောတာမဟုတ်လားမိုးကလည်းချုပ်ဆဆိုတော့အိမ်ကမောင်အလက်ကိုပြေးခုခံရတယ်ဆေးရွက်ရလာတော့ခင်ရိတ်ကပဲထောင်းရတာပါဒါကွန်းကနွားပါဇက်ထဲဆေးဝင်အောင်တိုက်ပြီးခဏဆောင်ကြည့်တယ်နွားကဆေးနဲ့တွေ့သွားလို့ထင်ပါရဲ့မျက်စိအောက်တင်လန်းလာတယ်ဘာကြီးတင်ကမုံလက်ကောက်တွေချခိုင်းပြီးရေနွေးချက်နဲ့ဧကန်တယ်လက်တွေစီးတော့ခင်ရိတ်ကပဲရေလောင်းပေးရတာဆိုတော့ဒါကွန်းကလက်နန်းကြီးလိုက်ရေလောင်းခိုင်းလိုက်လုံနေတာကြာတော့ခင်ရိတ်ကအမြင်ကက်လာတာနဲ့ရေတဖလားခက်ပြီးတာကွန်းကိုခေါင်းကနေလောင်းချလိုက်ကြောခင်ရိတ်ရေငါဆရာဟာမယိုမသိနဲ့ဟာဘာဆရာလဲမသိရင်ခံမယ်ဘာကြီးတင်ကသမီးရဲ့အကြောင်းသိနေတော့ရဲနေတာပဲတရားရဲသားတွေလည်းဖြစ်ပြန်တာကွန်းကိုလည်းချစ်ခင်ကြလေတော့ဘဲနဲ့မှလည်းမထင်ပါဘူးမောင်လိုနှမလိုဒီလိုစနေကြတာမဟုတ်လားတာကွန်းကမုံလက်ကောက်ကြောတွေပလုတ်ပလောင်းစားနေတော့ခင်ရိတ်က
ဘယ်ချိန်ကများတယောကြီးခိုင်းနေတယ်မသိဘူးလို့လန့်ဆူလိုက်သေးတာတာကွန်းကတော့တဟဟရဲရင်ကတခုပြီးတခုစားနေတော့တာပါအဲ့ဒီညကတာကွန်းနဲ့ဘာကြီးတင်နွားအကြောင်းတွေပြောလိုက်ကြတာညကြီးကိုယင့်ကြောပဲကျမ်းမာရေးမှုဆရာလေးကိုမြဖေနဲ့ဆရာမမတ်တီတာတို့ယူကြတော့မတဲ့တော့စောင်းပေါက်ပြီးလဲစပားတွေလည်းမှဲ့ကြပြီးတွေ့ရလုံးလဲတွေရိတ်ကြဖို့ပြင်ကြရပြီသူလဲကိုလဲမောင်းမညို့ခင်ရိတ်ကြရမှာဆိုတော့ရင်းနေနဲ့လဲစားလိုက်ကြရတယ်ဒီကနေ့ဖွားလေးတီတို့လဲတွေရိတ်ကြရမှာလေဆရာမမတ်တီတာနဲ့ယူမှာပေါ့အေးသူတို့ချင်းဖြစ်နေတာပဲကြာလာပေါ့ကောင်းပါတယ်အေးစားတက်ချင်းယူကြတော့မှာပေါ့ခေရိတ်ဝမ်းနေတယ်လို့တော့ဖြစ်မိတာဒါပေမဲ့ဒီလိုဖြစ်ရမှာပေါ့လေရွာအပြိုတွေကလည်းဆရာလေးကိုချစ်လာကြီးကြိုက်လာကြီးရဲ့မဟုတ်ကြပါဘူးမျိုးသားပညာတတ်ကျမ်းမာရေးမှုဆိုတော့အထင်ကြီးကြတာရှိတာပေါ့မိန်းကလေးတဘာဝစိတ်ကူးကလေးရင်ကြတာတော့ရှိကြမှာပေါ့ခင်ရဲ့ရေဟေးခင်ရဲ့လဲစည်းကောင်းကြီးမကြီးတင်ရဲ့အတန်အော်လိုက်တဲ့အတန်နဲ့တော့လာပြီတော့ရေလာပြီရွာလန်းပေါ်မှာကောက်ရိပ်မဲ့ယောက်ျားမိန်းမပလုံထိုးကြလို့သစင်းရိုးရှည်ရိုးတို့တွေကင်ကြလို့ခေါင်းပေါင်းကြီးတွေခမောက်ကြီးတွေနဲ့တနခါးတွေဟာဘိန်းချမ်းဖြင်းလက်ရှည်ထူထူကြီးတွေဝစ်ထားကြတော့အိုင်တိုင်တိုင်ကြီးတွေဟောခင်ရိပ်နေမှာပါတကိုးဝမ်းသာတဟာတာကုန်းကဝေလီဝေလင်းအလင်းရောင်တဲ့မြင်လိုက်တဲ့ခင်ရိပ်ကိုနှုတ်ဆက်တယ်ခင်ရိပ်ကမဖြေပဲတစ်ဖက်ကိုလှည့်နေလေရဲ့တာကုန်းကသူ့ထုံးစံမပြတ်ဘူးခင်ရိပ်အကြောင်းသိနေတာမဟုတ်လားပစိုးတစ်ထဲကိုခေါင်းခြုံပြီးလက်တွေပါပစိုးထဲထည့်ထားတယ်အေးလိုက်တာဆက်လို့ကိုငါကနင့်ကိုဒွေးဖို့တို့လည်းပဲလိုက်သွားတယ်မှတ်တာငါဘဲကွင်းလိုက်နင့်ဘူးလားငါဘူးဘောဟာငါဖြင့်အိတ်တောင်မပြောဘူးဒွေးဖို့တို့လည်းပဲပါသွားမှာဆိုလို့တေးလိုက်ပါလားမတေးနိုင်သေးပါဘူးဗျာမိမတောင်ရသေးတာမဟုတ်ဘူးနင့်ဘသူကကြိုက်မှာတော့နင်းရှိသားပဲဟာဘသူရှိရမှာတော့ခင်ရိတ်ကဒဇင်းနဲ့လိုက်တော့တာကွန်းပြေးတယ်ကောက်ရိတ်ထွက်မဲ့ရာသားတွေကတဟေးဟေးစီးကောင်းမကြီးတင်အတန်ကအကျယ်ကြီးရွာလန်းပင်တုံသွားတော့တယ်ခင်ရိတ်ရေမိသားနဲ့ဒဇင်းနဲ့တိခနဲ့ဖြက်လိုက်ဟေ့တာပေါင်းပေါ်မှာလူတွေအုံထားလို့ခင်ရိတ်မှာတော့စောင်းတွင်ချမ်းစီကြီးတဲ့ချွေးမြတောင်ပြန်လို့လေညနာကတော့ပြုံးလို့ပါလားကျောကုန်းကြီးဝအောင်ထုခဲ့တာလေညကြီးကတချင်းတပုတ်ကောက်ဆူလိုက်ကြောပြူဆိုင်တဲ့လေထိတ်ကလေညိတ်ကကူဂျိုးပြူအတန်တူဂူရယိုးလာတဲ့ဦးကြကျိုးဂျိုးလက်ဟဲ့ကောက်ဆိုင်သမားတွေဝါခနဲ့ရဲကြတော့လေခင်ရိတ်အရှက်သားရွာနောက်ကလေတွေကတမျိုးတခေါ်ကြီးစပားရိတ်ကြမဲ့လူတွေဆိုတာရွာစီထိုးလို့ဒဇင်းရိုးရှိဒဇင်းရိုးတို့ကျွဲကြိုဒဇင်းကြီးတွေကင်ကြရင်လေတွေဘက်သွားကြပြီခင်ရိတ်တို့အပြိုတွေကလည်းတနခါပိန်ကြီးတွေနဲ့ရွာသူတွေဆိုတော့နဖူးစားကတခြားရွာသွားလေစရာတောင်မလိုတော့ဘူးကိုရွာကိုပြိုကိုလူပြိုလေခင်းစပားခင်းနဲ့လေကြပါလေတာကွန်းကကျွဲကြိုဒဇင်းကြီးနဲ့ရှေ့ကဒီလွာသွားနေတော့ခင်ရိတ်တို့မှနောက်ကမီအောင်လိုက်ကြရတယ်တာကွန်းကစပားရိတ်တော့ဖြစ်လူမနှောကောင်းဆိုတော့လူတိုင်းကလည်းချစ်ကြပါရဲ့ခင်ရိတ်ကအဖေပြောတဲ့စကားနားတယ်ကြားမိတယ်တာကွန်းကလေကိစ္စနွားကိစ္စများတော့ဘုံတောင်ခောက်နိုင်သေးတာဗျာတို့အိမ်ကဇောနီကွန်းသွေးကြီးနဲ့များဖက်လိုက်ရင်တရှင်းဖြစ်မဲ့ကောင်ခင်ရိတ်ကတာကွန်းကိုစကြည့်လို့နောက်ကပြေးလိုက်တယ်တာကွန်းဝစ်ထားတဲ့နေပူကန်ကြောစုံအင်ကြီးကိုနောက်ကနေဖျဲချလိုက်တော့ကြောလုံးလန်သွားလိုက်တာဖက်လက်ကြီးလေကွင်းတွေကရေတံတွေကြောင့်လက်ပံပင်ပေါ်ကဇရက်တွေတောင်ဟောခနဲ့ထပြန်ကြပါရောလား